ပါခွဲရင်လူဟာပို့ပြီးကောင်းပါလေမင်းမြဝန်းတွေမငါမြင်နေပါရဲ့စင်ပြေလို့နေလိုက်တော့မကွယ်ဒီလူကိုထဲပြီးမတွေ့ပါနဲ့မင်းတို့ချင်းစင်ပြေစေချင်ပါရဲ့ဒီဟာများနဲ့နားတွေကြမှာမနေချင်တော့ဘူးကွယ်ငါလူစိုးအဖြစ်ခံအဆုံးသတ်လိုက်ပါမယ်